ဒီနေ့မှာတော့ Vivo အသစ်ထွက်မဲ့ V70 FE ကို unboxing လုပ်မယ်ပြီးတော့ကျွန်တော်တည်ထားတဲ့အားသာချက်တွေကိုပြပြမယ်။အရင်ဆုံးဖွင့်လိုက်တာနဲ့ဖုန်းကိုမြင်ရမယ်ပြီးလို့ရှိရင်ဘူးထဲမှာ silicone cover တစ်ခုပါတယ်ပြီးရင်တော့90W flash charger နဲ့ Type C ကြိုးတစ်ကြိုးပါမယ်။ဖုန်းကိုစပြီးတော့ဖွင့်လိုက်တာနဲ့ Vivo V70 FE ရဲ့ main color ဖြစ်တဲ့ Muse Purple လေးကိုကျွန်တော်တို့မြင်ရမယ်။ဒီရောင်ကခရမ်းရောင်ကြိုက်တဲ့သူတွေကတော့သဘောကျမှကျင်းနေတယ်။အောက်နားမှာလည်း design အနေနဲ့ flower pattern လိုမျိုး pattern လေးပါတယ်။ဖြုတ်လိုက်လို့ရှိရင်လည်း color လေးတွေကချိန်သွားတယ်။ဒါလေးကမိုက်တယ်။ကန်ရတဲ့ hand feeling လည်း mid range ဖုန်းပေမဲ့ premium sounding ဆိုတဲ့ခံစားချက်မျိုးကိုရတယ်။ camera module တွေကလည်း compact ဖြစ်သွားတယ်။ဒီဖုန်းမှာကျန်းတဲ့အချက်ကတော့200 megapixel OIS ultra clear main camera ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီဖုန်းနဲ့ရိုက်မယ်ဆိုလို့ရှိရင်ပုံတွေကတော်တော်လေးကိုကြည်လင်မှသိကြတယ်။ telephoto အနေနဲ့လည်း 30x အထိကို zoom ဆွဲပြီးရိုက်လို့ရတယ်။နောက်ဒီဖုန်းကပါပြီးပေါ်ပေမဲ့သူ့ရဲ့ battery က 9000 mAh Blue Volt battery ပါတယ်။အကြမ်းခန့်တဲ့ဘက်မှာလည်း IP68 69 dust and water resistant ရတယ်။အရှိဘက်မှာလည်း flat screen ဖြစ်ပြီးတော့ 1.5K ultra clear AMOLED display ကိုသုံးထားတယ်။အဲ့တော့ကျွန်တော်တို့နောက်တစ်ရောင်ဖောက်ကြည့်ကြမယ်။နောက်တစ်ရောင်ကတော့ Ocean Blue ဆိုပြီးတော့ထွက်လာတယ်ဒီ color လေးကတော်တော်လေးကို clean looking ဖြစ်ပြီးတော့ယောက်ျားလေးတွေအတွက်ကတော့တကယ်ရွေးချယ်တဲ့အကြောင်းလို့မြင်တယ်နောက်ဘက်ကိုလည်းလက်ရမထင်တဲ့အသားမျိုးနဲ့လုပ်ပေးရတယ်ဒီဖုန်းမှာ200 megapixel main camera ဖြစ်တော့ကျွန်တော်စိတ်ဝင်စားတဲ့အိမ်ရှိထွက်ပြီးတော့ဓာတ်ပုံအရင်ရိုက်ကြည့်တယ် zoom ဆွဲကြည့်တဲ့အခါ crop လိုက်တဲ့အခါမှာလည်း quality လုံးဝမကျသွားဘဲနဲ့ detail တွေတော်တော်လေးကြံ့အောင်တွေ့ရတယ်ဒီမှာဆိုကျွန်တော်တို့အပင်ကို zoom ဆွဲကြည့်မယ်ဆိုလို့ရှိရင်လည်းအပင်ရဲ့ detail တွေအစားအကုန်မြင်ရတယ်အဲ့တော့ကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးတော့ကိုယ့်ပုံ crop မယ်ဆိုလို့ရှိရင်လည်း quality မကျဘဲနဲ့ပုံကောင်းကောင်းနောက်တစ်ပုံ export ထပ်လုပ်နိုင်မှာလည်းဖြစ်တယ်အခု V70 FE ကို launch မလုပ်ခင်ကြိုပြီး pre-order မှာမယ်ဆိုလို့ရှိရင်အထူးခွင့်ရေးလည်းရှိသေးတယ် blind pre-order လုပ်ထားတဲ့လူတွေကိုဇွန်လ6ရက်နေ့မှာ Y050 လုံးမြေဖောက်ဝေမယ်လို့လည်းသိရတယ် blind pre-order ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့မေလ28ရက်နေ့ကနေဇွန်9ရက်နေ့အတွင်း Vivo မြန်မာရဲ့သတ်မှတ်ထားတဲ့ site လေးမှာစရန်ဝင်6000ပေးပြီးတော့ကိုယ့်ရဲ့မှတ်ပုံနဲ့ဖုန်းနံပါတ်နဲ့တယောက်ကိုတစ်ကြိမ်စရန်ပေးလို့ရတယ်ကံကောင်းတဲ့သူတွေကတော့ Vivo V70 FE လဲရမယ်Vivo Y05 လဲရမယ်အားလုံးပဲ good luck